တချို့ကတအားပြောင်းလဲခြင်းနဲ့မိဘဆွေမျိုးအတိုင်းဝိုင်းပတ်ဝန်းကျင်ကပြောင်းလဲခွင့်မပေးဘူးသူတို့ကြောင့်ပြောင်းလဲလို့မရဘူးအဲ့တော့ဒီပတ်ဝန်းကျင်ကိုမှတော့ချိန်လို့မရတော့တာကိုယ့်ရဲ့စန္ဒအားပဲပြန်ချိန်ရပါကိုဖောက်ထွက်ကိုရအောင်ဖောက်ထွက်မှပဲရောက်မှာပဲအဲ့လိုလှုပ်ခဲတဲ့တာတကားတွေလည်းအများကြီးရှိတယ်ငါးလေးနှစ်ကောင်ထည့်ထားတယ်ကန်လေးတစ်ကန်ထဲမှာတကောင်ကကြတော့ခုံကြော်ရတယ်ဟိုဘက်ကန်ထဲကိုရောက်သွားတယ်ဒါလမ်းမှာတော့သူ့အနေနဲ့ဖြစ်ချင်တာတွေဖြစ်မယ်နာကျင်စရာတွေဖြစ်မယ်ဒါတွေကိုကြောက်တာလည်းဖြစ်ကောင်းဖြစ်မယ်အဲ့ဒါတွေရောကြော်ဖြတ်ရမှာအိမ်နဲ့တိုက်ခံဖြစ်မယ်အိမ်ဘောကနှင်ချမယ်အမွေပြက်ဆွန့်လွတ်မယ်ပတ်ဝန်းကျင်ကဆွဲထားမယ်ထွက်သွားလို့ရှိရင်ဆဲမယ်ထွက်သွားလို့ရှိရင်တားဆီးထားမယ်အဲ့ဒါမျိုးတွေတော့အနည်းငယ်တော့သူကျင်လေတဲ့အတိုင်းဝိုင်းနဲ့လိုက်ရောညီထွေတဲ့တုံ့ပြန်မှုတွေတော့ရမှာပဲဒါပေမဲ့ကိုမပြောင်းလဲရင်ကိုပဲဒီနေရာမှာတစ်သလုံးခံရမှာအဲ့ဒါကိုယ့်ရဲ့ရွေးချယ်မှုပဲသူများလာထိုင်ကူတာကိုသူများလာပြောင်းလဲမှာကိုစောင့်နေတယ်ဆိုရင်တော့အဲ့ဒါကန်တရားပဲတော်တော်ကြီးကန်ကောင်းရင်တော့အကြောင်းအရာတစ်စုံတစ်ခုနဲ့ဘသူကလာခဲ့မှမသိရရင်ထိုင်ဆောင်မနေသင့်ဘူးလို့တော့ထင်တယ်အဲ့တော့ကိုကိုပဲအားကိုပြီးတော့ကိုပဲရုံထွက်ဖို့ကတော့ဒါအဖြစ်နိုင်ဆုံးနေတယ်လို့